ဆင်မြန်ကြီးအတွက်ရင်ခံစရာတွေဖြစ်ရတော့မှာလားကွာအားလုံးပဲမင်္ဂလာပါခင်ဗျာဘောလုံး Star Channel လေးကနေပြန်လည်ကြိုလိုက်ပါရင်အာရဗာနိုင်ငံပေးရအကိုအဆင့်1ဖြတ်တန်းနိုင်ပေမဲ့ဆင်မြန်ပရိသတ်တွေအတွက်အပြေးအဝမပြောနိုင်သေးပါဘူးအာဆင်နယ်ဒဏ်ရာပြဿနာကတပွဲပြီးတပွဲပိုဆိုးလာနေပြီးအသင်းကိုလိုက်စားနေပါရင်ဒဏ်ရာပြဿနာဟာတင်းတိုင်းကြောက်တဲ့ကစားသမားတွေရဲ့ရန်သူပါအာဆင်နယ်ဟာအရင်ရာသီတွေမှာတော့ကလူဝင်အားမတောက်တင်းချိန်ဒဏ်ရာကစားသမားတွေပေါ်လာပြီးအမှတ်တွေရော့ကုန်တာကြောင့်3ရာသီဆက်တိုက်ဒုတိယလူဖြစ်ထားရပါတယ်ဒီရာသီတော့အာဆင်နယ်တို့နေရာဒီမှာလွန်အားကိုအလုံးရင်းနဲ့ဖြည့်တင်းခဲ့ပါတယ်ဒါတော့မှရာသီအစားမှာတင်ဒဏ်ရာရကစားသမားတွေဆင်းကနေတင်းတင်းချာတိုးလာနေပြီးကာယာဘတ်ဂါဘရီယယ်ဂျေဇူးပီရိုဟင်ကာပီနဲ့နိုနီမာတို့အကီတို့ဒဏ်ရာရရှိနေကြသလိုဘူကာယိုဆာကာဘန်ဝိုက်စတဲ့ကစားသမားတွေကလည်းပြန်လာနိုင်ကစားဖြစ်ပါတယ်အာဆင်နယ်တို့အသင်းမှာအားနည်းဆုံးကဖန်နီးပေးမဲ့ကွင်းလက်တိုင်းစစ်နေရဖြစ်ပါတယ်ကစားသမားတဲ့အကာဘီချီ LC ကိုခေါ်ထားပေမဲ့ဘယ်တော့မှထွက်ဆော့နေရတဲ့ LC ဟာဒီနေရာကိုအမြဲတမ်းမကစားပေးနိုင်ပါဘူးမာရီအိုရီကပြီးခဲ့တဲ့အပတ်မှာပြန်ကစားနိုင်ပြီးကောင်းမွန်တဲ့ဖန်နီးမှုတွေကိုပြုလုပ်ပေးနေပေမဲ့ဝယ်ဆန်းတဲ့ပွဲစဉ်မှာတော့ထပ်ပြီးဒဏ်ရာရရှိသွားခဲ့ပြန်ပါတယ်ဒါကြောင့်အိုရီကဟာဘရာပိုင်းမှာတင်3ဝဲတိတိလူစားလဲခံရတဲ့ပထမဆုံးပရီးမီးယားလိဂ်ကစားသမားအဖြစ်မှတ်တမ်းဆိုးတွင်ခဲ့ပါသေးတယ်။အော်ရီကဟာဒုတိယရရှိသွားခဲ့တာကြောင့်အနည်းဆုံး2ပတ်ကနေအများဆုံးတစ်နေ့ထိအနားယူနိုင်ပြီးအာဆင်နယ်အတွက်ကတော့နင်းနာမှုကြီးဖြစ်ပါတယ်။ဒါ့အပြင်ဒက်ဂလန်ရိုက်ကလည်းနောက်ကျောဒဏ်ရာရရှိသွားသေးတာကြောင့်အာဆင်နယ်အတွက်ဆေးမှုစရာဖြစ်နေပြီးတော်မဲ့တူချေက Rice ကိုအနားပေးပါစေလို့ပဲဆုတောင်းရပါတော့မယ်။ပေးရပြီးပွဲစဉ်တွေပြန်ဆိုင်အာဆင်နယ်ကအမှတ်ရော့နေကြဖွမ်အသင်းနဲ့ဝေးဝင်းပွဲစဉ်ကစားဖို့ရှိနေပါတယ်။ဒီဟာဒီတော့အစီမံတို့ဒဏ်ရာကြောင့်ရေမခံရရင်လာမယ့်ပွဲချက်ကာလကိုအမှတ်ပြည့်နဲ့ဖျက်ဆီးနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။